မင်္ဂလာခင်ဗျာဒီနေ့တော့ဒီ24နာရီဆိုင်မှာရေစီးကတ်ငွေဖြည့်တဲ့နေ့လေးကျွန်တော်ပြောပြချင်ပါတယ်ရေစီးကတ်တဲ့ဟိုဖုန်း application နဲ့ဝင်ပြီးတော့ငွေဘယ်လောက်ရှိရဆိုတော့စစ်ပါမယ်ကိုကျွန်တော်လက်ထဲမှာ14950ရှိပါတယ်ဦးရောက်ချင်းဒီလို24နာရီဆိုင်နေရနေပါချင်းဒီလိုရေစီးကတ်လေးတွေငွေဖြည့်လို့ရပါဗျာဆိုင်နဲ့ဝင်ပြီးတော့ကျွန်တော်ငွေဖြည့်ပြပါမယ်ဒီစီကတ်တော့1000ဖြည့်ပါခင်ဗျာစီကတ်ဒီကောင်တာနေဒီကနေဝင်လို့ရပါတယ်1000ပြရပါတယ်ဟောဒီကိုဆရာဒီလိုပြလိုက်ရပါတယ်သိမိပါဗျာ။ဟိုအဲ့ဆိုတော့ကျွန်တော်နောက်တစ်ခါကတ်ကိုပြန်စစ်ပါမယ်။ပထမ14950စိုက်တယ်မဝင်ဘူး။ခုဘယ်လောက်ရှိလဲဆိုတော့2450ဖြစ်တော့တယ်။ဒီကောင်ဗျာဒီနေ့တော့ကျွန်တော်ရင်စီးကတ်ငွေဖြည့်နေချောင်းပြောပြပါမယ်။ဒီကတ်လေးက24နာရီဆိုင်မှာဝယ်မယ်ဆိုလို့ရှိရင်2500လောက်ပေးရပါတယ်။ဒီကတ်နဲ့ရှေ့မှာရှိတဲ့ဒီကားဂိတ်ကဆိုင်ရနေဒီ1000ကိုသွားဖြည့်ပါမယ်ဟောဘာမှပြောစမလို့ဒီတိုင်းပြလိုက်ရပါတယ်အဲ့တော့ဒီတော့ကတော့ငွေလက်ကျ9950ရှိပါတယ်အခုဆို19950ဖြစ်သွားပါပြီဒီလိုမျိုးဆိုင်တွေမှာကားဂိတ်ဝီနာဒီမှာကားဂိတ်နော်ကားဂိတ်ဝီနာဆိုင်မှာဒီလိုပဲလွယ်လွယ်ကူနဲ့ငွေလာဖြစ်လို့ရပါမယ်ဗျာအခုန7-Elevenဆိုင်တွေမဟုတ်ဒီလို GS25 ဆိုင်တွေမှာလည်းဒီရင်စီးကတ်ကိုငွေဖြည့်လို့ရပါခင်ဗျာ